မျိုးတွေအားလုံးမင်္ဂလာပါ2026နှစ်ကြိမ်အတွက်3ညခ9နောက်ပိတ်မူလေးပြပေးမယ်နော်ထိတ်စီးကြီးပေါ့10ခွက်ဆိုင်အဲ့ဒါမှာအကြိုက်ဆုံး4ခွက်ဒီမှာရွေးပေးထားရနော်ဒါ2ကြိမ်အတွက်တို့ဒါလေးတိုင်မင်လူလေးပေါ့ဒါ3ကက်စီ3ပုံဆိုင်ခုံမှာပေါ့နှစ်ခါတစ်ပိတ်ဒီမှာလဲနှစ်ခါတစ်နောက်ပိတ်ဒီမှာလဲနှစ်ခါတစ်နောက်ပိတ်နှစ်ခါတစ်ပိတ်နှစ်ခါတစ်ပိတ်နှစ်ခါတစ်ပိတ်တို့သုံးကတ်သွားပြီနော်ဒီမှာနောက်ထပ်4ထိပ်5တက်တွဲဒီမှာဒုတိယ4ထိပ်5နှစ်တွဲဒီမှာတတိယ4ထိပ်5 3တွဲဒီ4ထိပ်5တက်တွဲဆိုတဲ့ဒီတက်ခါလေးကသူ့ရဲ့2နှစ်ချမှာတစ်နောက်ပိတ်လို့ပြန်ပို့ပြီဒီမှာလဲ4ထိပ်5နှစ်တွဲ5နှစ်တွဲကနှစ်ခါလေးကသူ့ရဲ့2နှစ်ချရတဲ့နဲ့နှစ်ပိတ်လို့တန်းပို့ဒီမှာ4ထိပ်5 3တွဲ4ထိပ်5 3တွဲ3ခါလေးက2နှစ်ချရတဲ့နဲ့3နောက်ထိုင်ကိုပြန်ပို့ပြီနော်ကျတော့3ချစ်စီကတော့ညီးနေပြီပေါ့နောက်ထပ်ဘာတွေထပ်လုပ်တဲ့ဆိုတော့4ထိပ်5တက်တွဲသူ့ရဲ့ဆောင်းခွန်နောက်ပိတ်ဒီခွန်နောက်ပိတ်ကလေးကသူ့ရဲ့ကြောကတ်ကိုခွန်ခါလို့ပြန်ထည့်ဒီမှာလဲ4ထိပ်5နှစ်တွဲသူ့ရဲ့ဆောင်းကခွန်နောက်ပိတ်ကလေးကသူ့ရဲ့ကြောကတ်ကိုခွန်ခါလို့ပြန်ထည့်ပြီ4ထိပ်5 3တွဲသူ့ရဲ့ဆောင်းကခွန်နောက်ပိတ်ကလေးကခွန်ခါလို့ပဲပြန်ထည့်ပြီဒါဆိုရင်ခုကြပင်ပေါ့5တက်တွဲ4ထိပ်ခွန်ပိတ်ကခွန်ခါလို့ထည့်ဒီနှစ်မောင်းတပင်2ပင်2နှစ်ချ2ပင်ကြမှာခွန်နောက်ပိတ်ကလေးဘယ်ကလာရတယ်ပေါ့ဒီမှာလဲ4ထိပ်5နှစ်တွဲသူ့ရဲ့ဇောင်းကခွန်ပိတ်ဒီခွန်ခါလို့ထည့်2နှစ်ချ8နောက်ပိတ်4ထိပ်5 3တွဲခွန်ပိတ်ဒီခွန်ခါလို့ထည့်သူ့ရဲ့2နှစ်ချဒီမှာ9နောက်ပိတ်ကလေးဘယ်ကလာမလို့ပြန်ကြည့်မယ်ဆိုရင်ဒီမှာ4ထိပ်5တက်တွဲတက်ခါဒီတစ်ပိတ်လို့2နှစ်ချပို့ပြီးရနဲ့ခွန်ပိတ်ဒီခွန်ခါလို့ဝင်ရနဲ့သူ့ရဲ့အောက်ကခွန်ထိတ်ကလေးဒီဒီမှာသူ့ရဲ့ထက်ကိုတပင်2ပင်3ပင်4ပင်5ပင်5ပင်နောက်ကျော်မှာခွန်နောက်ပိတ်လို့ပိတ်ပြီးမှသူ့ရဲ့မြင်းကုံတပင်2ပင်အောက်ခွန်နောက်ပိတ်လို့ပြန်ထည့်ပြီးဒီတစ်ပိတ်ကလေးရဲ့5တက်တွဲရဲ့တပင်ကျော်မှာခွန်နောက်ပိတ်လို့ပြန်ပို့ပြီးဒုတိယက4ထိပ်5နှစ်တွဲနှစ်ခါလေးကနှစ်ပိတ်လို့ပို့ခွန်ပိတ်ကလေးကခွန်ခါလို့ထည့်ရနဲ့သူ့အောက်က8ထိပ်ကလေးဒီတပင်2ပင်3ပင်4ပင်5ပင်5ပင်နောက်ကျော်မှာ8ပိတ်လို့ပြန်ပို့ပြီးပြန်ပို့ပြီးရနဲ့တပင်2ပင်ရဲ့အောက်8နောက်ပိတ်လို့ပြန်ပို့တဲ့ချိန်မှာလဲစောစောဒီမှာနှစ်ခါဒီနှစ်ပိတ်လို့ပို့တဲ့သူ့ရဲ့တပွဲကျော်မှာပဲနောက်တတိယကသွားကြည့်မယ်4ထိပ်5 3တွဲ3ခါလေးဒီ3နောက်ပိတ်လို့ပို့ပြီးရနဲ့ဒီမှာခွန်ပိတ်ဒီခွန်ခါလို့ထဲအောက်က9ထိပ်ဒီစောစောလိုပဲ1နှစ်2နှစ်မောင်းတပင်2ပင်3ပင်4ပင်5ပင်ရဲ့နောက်ကျော်မှာ9နောက်ပိတ်သွားပြီဒီ9နောက်ပိတ်ခေကတပင်2ပင်ရဲ့အောက်သူ့ရဲ့နောက်ကျော်ကို9နောက်ပိတ်စစ်ဖို့ဒီမှာ3ပိတ်ထောက်ထားတယ်နော်5 3တွဲ3ခါလေးက3နောက်ပိတ်ဒီမှာ9နောက်ပိတ်ပေါ့ဒါကတော့ကျွန်တော်ကွက်100စီးယူပါပေါ့9နောက်ထိုင်တစ်ခုတည်းယူပါသူရဲ့ဖြစ်စဉ်3ကတ်စီတိုင်သွားမယ်ဆိုရင်ဒဲ10ခွက်ဆိုင်ပေါ့ဒီမှာခွန်ပိတ်ကလေးဒီခွန်ထိတ်ကလေးဒီခွန်ပိတ်လို့တက်ပြရနဲ့ခွန်နောက်ပိတ်တာနဲ့ပရိတ်စနစ်ဒီမှာလဲ8ထိတ်ကလေးဒီကို8ပိတ်လို့ပို့ပြရနဲ့ဒီကို8ပိတ်လို့ပြန်ပို့တဲ့ပြန်နဲ့ပရိတ်ကစနစ်ဒီမှာဒီ9ထိတ်ကလေးရလဲဒီကို9ပိတ်လို့တက်ပို့ပြန်နဲ့ဒီကို9ပိတ်လို့ပို့မယ်ဆိုတော့ ne ပရိတ်စနစ်ဒဲ10ခွက်ဆိုင်ပေါ့အဲမှာကျွန်တော်က9နောက်ထိုင်တစ်လုံးပဲယူထားတယ်ဘာလို့9နောက်ထိုင်တစ်လုံးယူလဲဆိုရင်ဒီမှာကျွန်တော်တို့
နောက်နှလုံးပေါင်း3နဲ့တက်ခါနဲ့ဆို4ဒီ3လုံး4ကို6ခွန်တက်ဆို4 3လုံး4မှုဒီ8ထိပ်ဒီ8ထိပ်လို့ရွှေ့ပြီးသူရဲ့ဇောင်းဝင်3ထိပ်ဒီ3ဘိတ်လို့ပြန်ဆင်းဒါပထမကငါဒုတိယက9နှစ်ခွန်ဆိုဒီ3လုံးခွေချင်းဒီ4ဒီ3လုံး4ဖြစ်လို့မို့6ထိပ်ဒီ6ထိပ်လို့ပြန်ရွှေ့ပြီးသူရဲ့ကျိုးဇောင်းကခွန်ထိပ်ဒီခွန်နောက်ဘိတ်လို့ဆင်းဒါဒုတိယကတတိယကသွားမယ်9 9 5 3ညဆို4ဒီ3လုံး4လို့ပြန်ခွေရနဲ့3ထိပ်ဒီ3ထိပ်လို့ရွှေ့သူရဲ့ကျော်ဒီမှာ9ထိပ်မှု9ဘိတ်လို့ပြန်ဆင်းမယ်ဒါ9နောက်ဘိတ်ပေါ့9နောက်ဘိတ်ရတော့များပါတော့ဒီတော့ပဲပြရတော့မယ်နောက်ထပ်3ညခါးဆိုင်ကလေးထပ်ပြပေးမယ်နော်တို့ဒီမှာခွန်နောက်ထိုင်3ညခါသူရဲ့မြင်းကုံတွေမှာလည်းခွန်နောက်ထိုင်3ညခါသူရဲ့မြင်းကုံတွေမှာလည်းခွန်နောက်ထိုင်3ညခါခွန်နောက်ထိုင်3ညခါရဲ့နောက်ကျောမှာ8ခါခွန်နောက်ထိုင်3ညခါရဲ့နောက်ကျောမှာ9ခါခွန်နောက်ထိုင်3ညခါရဲ့နောက်ကျောမှာ3ညခါလို့သွားခြင်းဒါဒီတိုင်းလေးသွားအောင်တော့ဒီမှာသွားဖို့အတွက်ကိုဒီခွန်နောက်ထိုင်ရဲ့အောက်ကထိပ်3လုံးပေါင်းခြင်း2ထိပ်6ထိပ်3ညထိပ်ဆို2 6 3ညဆို8ထိပ်3ပေါင်းခြင်းဒီ8ဟာဒီမှာပြန်ကြည့်မယ်3ညဘိတ်9ဘိတ်9ဘိတ်ဆိုတော့နောက်ဘိတ်3လုံးပေါင်းခြင်းဒီတဲ့8ထိပ်3လုံး8နောက်3လုံး8ပြီးမှဒီခွန်ဘိတ်3ညခါရဲ့နောက်ကျောမှာ8ခါလို့ထည့်ရနော်ဒါပထမကဒုတိယကမှလည်းဒီမှာခွန်နောက်ဘိတ်ရဲ့အောက်ကထိပ်3လုံးပေါင်းကြည့်မယ်6ထိပ်9ထိပ်4ထိပ်6 9 4ဆိုတော့9ဟဲ့နောက်ဘိတ်3လုံးပြန်ပေါင်းကြည့်မယ်9 3 1ဆိုတော့နောက်ဘိတ်3လုံးပေါင်းခြင်းတည်တယ်9ထိပ်3လုံးပေါင်းခြင်း9နောက်3လုံးပေါင်းခြင်း9မို့ဒီခွန်ဘိတ်3ညခါရဲ့နောက်ကျောမှာ9ခါလို့ထည့်ပြီးဒါဒုတိယကတတိယကကိုသွားမယ်ခွန်ဘိတ်3ညခါခွန်ဘိတ်ရဲ့အောက်ကထိပ်3လုံး6ထိပ်6ထိပ်8ထိပ်ဆို3ညထိပ်3လုံးက3ညသွားပြီဆိုတော့ဒါနောက်3လုံး3ညလည်းကြည့်မယ်1ဘိတ်5ဘိတ်4ဘိတ်ဆိုတော့နောက်3လုံးကလည်း3ညသွားပြီထိပ်3လုံး3ညနောက်3လုံး3ညမို့ခွန်ဘိတ်3ညခါရဲ့နောက်ကျောမှာ3ညခါဆိုပြီးတော့ထည့်ခြင်းတယ်3ညခါ9ဘိတ်နဲ့ဒါကြောင့်ကြိုက်နေတဲ့မျိုးတွေထိပ်စီးရီးဆွဲပေါ့ဗျာနော်ထိပ်စီးရီးမှာ10ခွက်ဆိုင်3ည3ည9 1 3ည9 2 3ည9 3 3ည9 4 3ည9 5 3ည9 6 3ည9 9 3ည9 8 3ည9 9 3ည9ဆိုပြီးတော့အဲ့ဒါမှကျွန်တော်ကြိုက်တဲ့ကဏ္ဍ၄ခွက်ရွေးပေးထားတယ်နော်6 3ည9 5 3ည9 3 3ည9 9 3ည9ဆိုပြီးတော့နှစ်သက်အောင်ရွေးထိုးပေါ့အဲမျိုးတွေအားလုံးနဲ့ချက်ပေါက်ကြပါစီရနော်